Miss နာမည်ကတော့ Miss မီမီလင်းလို့ခေါ်ပါတယ်ရှင်။ Miss ကဒီကို NASA Space School ကိုဝင်တာတိတ်တော့မကြပြီပဲ3လလောက်တော့ရှိပြီပေါ့နော်ဟုတ်ကဲ့Miss နဲ့တူတူရှိတဲ့ကလေးတွေကကြတော့ Miss တို့နဲ့နေတိုင်းတဲ့အခါမှာပျော်ရွှင် register နဲ့Miss တို့လောက်ဆောင်ချက်တွေအပေါ်activity တွေပေါ်ကလေးတွေကပျော်ရွှင် register နဲ့ပါဝင်လောက်ဆောင်ပေးပါတယ်ရှင်Miss တို့ရဲ့ပြုစုပြောတော်မူကြောင့်ကလေးတွေတိုးတက်လာအောင်မြင်ရတဲ့အခါမှာ Miss တို့အနေနဲ့ပို့ပြီးတော့ဝမ်းသာခြင်းမိပါတယ်ပေါ့နော်ကလေးတွေရဲ့ပြုံးမြင်ရတဲ့အခါမှာနောက်တစ်နေ့အတွက်အလုပ်လုပ်ဖို့အတွက်ပို့ပြီးတော့အားရင်အသက်တွေဖြစ်ပေါ်စေပါတယ်ရှင်အခုလို့တော့ကြတော့ Miss တို့ကြောင့်ထွတ်တဲ့ခဏထွက်တဲ့အတွက်ကလေးတွေနဲ့တူတူပျော်ရွှင်စရာကြီးစင်လေးတွေသွားရတယ်ပြီးရဲ့အခါမှာပျော်ရွှင်စရာအမှတ်တရလေးတွေဖန်တီးရတယ်ပေါ့နော်ပြီးရဲ့အခါမှာကလေးနဲ့တူအပြင်ပြမလောကသွားတဲ့အတွက် social skill တွေလည်းပုံမကောင်းမွန်လာပြီးတော့ပြင်မဘုဒ္ဓတွေလည်းပုံမတိုးတက်လာပါတယ်ရှင် Miss တို့အနေနဲ့ကလေးတွေရင်ငါးတက်ပုံမတိုးတက်လာတဲ့အခါမှာပို့ပြီးတော့ဝမ်းသာခြင်းမိပါတယ်ပေါ့နော်ကလေးတွေကိုစိတ်ပိုင်းဆိုင်ရာကိုဒါမှကရုပ်ပိုင်းဆိုင်ရာကိုပါ Miss တို့ကနှွေးထွေးလုံခြုံမှုအပြည့်ပေးပြီးတော့ကလေးတွေဖွံ့ဖြိုးမှု6ရက်လုံးကိုဖွံ့ဖြိုးတိုးတက်အောင်လို့ဗတ်စုံနီးလန်းမျိုးစုံနဲ့ပေါ့နော် Miss တို့ပြုစုပြောထောင်ပေးနေပါတယ်ရှင်မိဘရဲ့အနေနဲ့မူချိုဆောင်ကိုတတမမီလေးကိုပထမအဦးဆုံးဆောက်ပိုးရရက်မှာတတမမီလေးကအเจ้าမှမပြောတာမျိုးအเจ้าမှငိုနေတာမျိုးတွေကိုမိဘတွေကစိုးရင်တက်ကြပါတယ်ဒါကတော့ပထမအဦးဆုံးအကြောင်းဆောက်ပိုးရရက်မှာဖိလိဖိထားရှိတဲ့ဖြစ်စဉ်တကူပေါ့နော်ဒါပေမဲ့နေ့စဉ်ပုံမှန်အကြောင်းပုံမှန်လာတဲ့ခါမှာတတလေးကလည်းအကြောင်းပြောလာပြီးတော့အကြောင်းမှရှိတဲ့တငယ်ချင်းတွေနဲ့တူတူကစားတာမျိုး TV လောက်တာမျိုးတတလေးအကြောင်းပြောလာမှာပါရှင် Miss နေနေကကြတော့ဒီလို Miss Pre School Life ကိုဝင်တာတိတ်တော့မကြသေးဘူးပေါ့နော် Miss မှာအတွေ့အကြုံလည်းနေသေးတဲ့အတွက် Miss နေနဲ့နောက်ထပ်တင်ယူစရာတွေအများကြီးရှိပါသေးတယ်နောက်ထပ်လည်းဒီထက်ပိုပြီးတော့ကြိုးစားတော့ပါမယ်ရှင်ဟုတ်ကဲ့ Miss နေနေကဒီထက်မှကပိုပြီးတော့တိုးတက်အောင်ပြီးတော့ကလေးတယောက်ချင်းစီကိုပုံပြီးတော့တိုးတက်အောင်လို့ Miss နဲ့အများကြီးကိုညီပတ်မိုးပေးနိုင်အောင်လို့ Miss စူးစမ်းချင်ပါတယ်ပြီးတဲ့အခါမှာကလေးတယောက်ချင်းစီရဲ့အကြောင်းကိုတေချာနေဆက်ဒီထက်ပိုပြီးတော့တည်အောင်လို့ Miss စူးစမ်းပါမယ်ရှင်ဟုတ်ကဲ့Miss တို့အနေနဲ့ကလေးတွေတတမီမီလေးတွေကိုအနာဂတ်အတွက်ကောင်းဆောင်ကောင်းတွေဖြစ်အောင်လူတော်လူကောင်းလေးတွေဖြစ်အောင် Miss တို့အနေနဲ့အတက်နိုင်ဆုံးကိုညီပေးမယ်ပြီးပြုစုပြထောင်ပေးမယ်အတက်နိုင်ဆုံး Miss တို့ဘက်ကနေပြီးတော့အများကြီးကိုညီပတ်မှုပြီးတော့ပြုစုပြထောင်ပေးပါမယ်ရှင်